你们好，今天我们来看一下这些动词，是 verb 过动词咯，考的。所以第 verb 里有几几啊？所以第一个是吃啥的，然后喝倒的，然后走来小的，喏，而是走呢去呢来嘛读吧不？去个 go， 走个你那走了先，我们走吧，走。丢ကြရမှာဒါမျိုးကြားလေးရှိမယ်နော်走ဆိုရင်လမ်းလျှောက်တာမျိုးနီနီနာနာမျိုးကိုတုံးလို့ရတယ်အကယ်၍နိုင်ငံခြားသွားတာဆိုလို့ရှိရင်တော့လမ်းလျှောက်သွားလို့မရဘူးအဲ့ဒီအတွက်去နဲ့တုံးပါမယ်အဲ့လိုမှတ်မယ်နော်好第四跑ကပြေးတယ်နော်然后看ကြည့်တယ်看ကကြည့်တယ်看见ဆိုရင်မြင်ရတယ်然后看ဆိုရင်ကြည့်တယ်听နားထောင်တယ်听နားထောင်တယ်听နဲ့အဲ့လိုပဲ听见ဆိုရင်ကြားရတယ်အဲ့တော့နားထောင်တာရောကြားရတာရောရတယ်说ပြောတယ်读စာဖတ်တယ်读စာဖတ်တယ်写စာရေးတယ်写စာရေးတယ်学လေ့လာသင်ယူတယ်学လေ့လာသင်ယူတယ်教သင်ပေးတယ်အဲ့တော့是ဆိုလို့ရှိရင်教书စာသင်တာဖြစ်တဲ့နောက်ကပါထည့်လိုက်အောင်မယ်လေ教书书ဆိုတာစာအုပ်ဒီမှာဆိုရင်教书ဆိုတာစာသင်တယ်လို့ပြောတာနော်我是教书的人啊我是教书的老师နောက်တစ်ခု做ဆိုရင်လုပ်တယ်ကိစ္စရက်တွေကိုလုပ်ဆောင်တယ်做做饭ထမင်းချက်တယ်做菜ဟင်းချက်တယ်买ဝယ်တယ်买ဝယ်တယ်卖ရောင်းတယ်卖ရောင်းတယ်ဆိုဒီမှာဆိုလို့ရှိရင်是အတန်တော့မတူတော့ဘူးเนาะ买ကဝယ်တယ်卖ကရောင်းတယ်ဆိုဒီနှစ်ခုပေါင်းလိုက်လို့ရှိရင်买卖အရောင်းဝယ်ဟုတ်လား买卖အရောင်းဝယ်可以哦ဆိုတရုတ်စလုံးလေးမှာဆိုလို့ရှိရင်ဒီမှာပါလဲ卖မှာပေါ့ plus sign လေးပါတယ်เนาะ开ဆိုရင်ဖွင့်တယ်开မှာတော့အတိတ်ပဲဒီအများကြီးရောရှိတာများသောအားဖြင့်เนาะ开ဆိုလို့ရှိရင်ဖွင့်တယ်开车ဆိုရင်ကားမောင်းတယ်开အနောက်က车လေးလိုက်မယ်ဆိုရင်开车ကားမောင်းသည်关ပိတ်တယ်关က这里面字写错了关ပိတ်တယ်关来ဆိုလာသည်來ဆိုလာတယ်去ဆိုရင်သွားတယ်သွားတယ်ဝေအိမ်ပြန်တယ်ဝေပြန်တယ်ပေါ့နော်အဓိကတော့ပြန်တယ်ဆိုသူရဲ့ original စလုံးကဒီလိုမျိုးလေဒီလိုမျိုးချိုးဖြစ်နေတာပေါ့နော်လဲနေမှာပါ做ဆိုရင်ထိုင်နေ做စီးနေတယ်လည်းရတယ်坐车ခုနကဒီမှာဆိုတော့是 verb တွေအများကြီးထွက်လာမယ်开车ကားမောင်းတယ်坐车ကားပေါ်မှာဒီကထိုင်စီးရ坐车ဆိုရင်ကားစီးတယ်မျိုးပြောတာနော် OK 好下一个站မှတ်တရက်တယ်站起来မှတ်တရက်လိုက်ပါ睡အိတ်တယ်起ထားတယ်起床 get up အိပ်ရထားတယ်起床玩ကစားတယ်လဲပတ်တယ်လဲသုံးလို့ရတယ်ဆို我们去中国玩အဲ့ဆိုငါတို့တရုတ်ပြည်ကိုသွားပြီးတော့လဲပတ်တယ်เนาะဒီလိုမျိုးသုံးလို့ရတယ်然后笑ရည်တယ်你笑什么ဘာရည်ရလဲအဲ့လိုအတိတ်ပဲမျိုးလဲသုံးလို့ရတယ်好哭ငိုတယ်给ပေးတယ်拿ယူတယ်เนาะ拿ဆိုရင်ယူရလက်နဲ့ယူတာဖြစ်တဲ့အတွက်是拿ဆိုတဲ့စလုံးမှာ手ဆိုတဲ့စလုံးလေးပါမယ်เนาะ放put ထားတယ်တိရစ္ဆာန်ကောင်လေးဆိုရှင်ဘေးမဲ့လွတ်တယ်လည်းရတယ်ခွေခွေးကြောင်းတော့မရအောင်เนาะခွေးကြောင်းတာဆိုနောက်ဗီဒီယိုတစ်ခုမှရှင်းထားတယ်เนาะဒီထဲမှာမရှင်းထားသေးဘူး basic မလို့မရှင်းထားသေးဘူးအဲ့တော့放牛နွားကြောင်းနဲ့放羊စိတ်ကြောင်းနဲ့เนาะအဲ့တော့တချို့ကြောင်းသားတွေကခွေးကြတော့ဘယ်လိုမျိုးပြောလဲပေါ့เนาะဒါတအတန်းမြင့်မှာပါတယ်ဒီထဲမှာတော့မထည့်ထားသေးဘူးเนาะ好用ဆိုရင်အသုံးပြုတယ်找ရှာဖွေတယ်ဆိုနေဘာရှာနေတာလဲဆိုလို့ရှိရင်你在找什么问မေးမြန်းတယ်
回答ဖြေကြားတယ်回答ဖြေကြားတယ်帮ကူညီတယ်帮ကူညီတယ်等စောင့်ဆိုင်တယ်等စောင့်ဆိုင်တယ်爱ကချစ်တာတည်ရနော်ကြိုက်နှစ်သက်တည်လဲတောင်းလို့ရတယ်နော်喜欢喜欢ကြိုက်နှစ်သက်တည်နောက်တစ်ယောက်ကလည်းမကြဘူးလိမ့်မယ်我喜欢你နော်နေရောကြိုက်တယ်想ကအတိတ်ပဲ၃မျိုးရှိတယ်အဲ့ဒီဗီဒီယိုကလုံးဝရှင်းထားတာကြာပြီအဲ့ဒီဗီဒီယိုတတ်တစ်ခုရှိတယ်နော်အဲ့ဒီဟာလေး link လေးတွဲပေးထားမယ်အဲ့ဒီမှာသွားကြည့်လိုက်ပါ想 plus အကြမ်းမြင့်မြင်ရှင်းပြလိုက်မယ်想 plus အနောက်က verb ဆိုလို့ရှိရင် want to လုပ်ချင်တယ်for example 我想吃 I want to eat ငါစားချင်တယ်နောက်တစ်ခုကကြတော့想 plus noun ဆိုလို့ရှိရင် I miss somebody တစုံတစ်ယောက်ကိုလွမ်းတယ်နော်我想家something ဆိုလည်းရတယ်အိမ်ကိုလွမ်းတယ်ခွေးကလေးကိုလွမ်းတယ်အကုန်懂လို့ရတယ်နော်然后知道sorry ဒီမှာစဉ်းစားတယ်ဆိုတဲ့အဓိပ္ပာယ်မှာဆိုလို့ရှိရင်我家တစ်ခုမှာ main verb မပါဘူးဆိုလို့ရှိရင်我想一下တစ်ချက်စဉ်းစားလိုက်အောင်မယ်ဒါမျိုးသုံးလို့ရတယ်ငါတစ်ချက်စဉ်းစားလိုက်အောင်မယ်နော်ဒါမျိုးသုံးလို့ရတယ်好下一个知道ကတော့သိတယ်不知道မသိဘူး认识သိကျွမ်းတယ်နော်我不认识你ငါနဲ့မသိပါဘူး你认识他吗နင်သူနဲ့သိပါသလားဒါလိုမျိုးတွေသုံးလို့ရတယ်好那今天咱们就到这儿吧今天的老题宝贝